ဒီနေ့ကအန်တရီဆိုမာတိုမဲကိုရဲ့ဒိုင်ယွန်ရှုအချီနီချီမဲလေးပါဒိုင်ယွန်ရှုကဘန်ကျော်ရရှိဂိုတိုရှိမရှော့ဆိုတော့စာလေးလာတာနောက်တစ်ခုကအလုတ်ကိုလောက်ကြဆိုစာလေးလာကြဆိုအလုတ်လောက်ကြဆိုတဲ့အတိတ်ပဲပါအချီနီချီမဲရဲ့ခေါင်းစဉ်လေးကဂကိုရဲ့အီကီမရှော့ဆိုတော့ကြောင်းသွားကြဆိုတဲ့အတိတ်ပဲပါဆိုတော့အရင်ဆုံးခမုခုပေါ့နော်ခမုခုဆိုတာကဘာသာရဲ့ subject ကိုပြောတာနောက်တစ်ခုကဆောင်းစုဆိုတာကခေးဆန်းရဲ့ဆန်းနဲ့အတူတူပဲပေါ့နော်တွက်ချက်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်စူးဆိုတာကကိုင်းကနန်းကိုပြောတာအဲ့တော့ဆောင်းစူးဆိုတာကကနန်းတင်ချပေါင်းနှုတ်မြောက်စာကိုပြောတာအတူတူကြည့်မယ်အောက်မှာဆိုရင်တာရှိဆန်းဆိုတာကကြတော့အပေါင်းကိုပြောတာဒီမှာကလေဆန်းကိုဆော့အပေါ်မှာဆန်းစူးလို့ထွက်ပြီးမှဒီတာရှိဆန်းမှာကြတော့ဆန်းမဟုတ်ပဲနဲ့ဇန်းဖြစ်သွားတယ်ပေါ့နော်ဒါလေးတော့တတိထားပါတာရှိဆန်းကအပေါင်းဟိကိဆန်းကအနှုတ်ခခဲဆန်းကအမြောက်ဝါရီဆန်းကအစားပါနောက်တစ်ခုကြည့်မယ်နောက်တစ်ခုကကိုခုကိုဆိုတာကခုနှစ်ရဲ့ကိုဆိုတော့မိခင်ဘာသာစကားဆိုတဲ့အဓိပ္ပာယ်လိကဆိုတာကသိပ္ပံဘာသာရှာကိုင်းဆိုတာကလူမှုရေးဆိုတဲ့အဓိပ္ပာယ်တိုင်အခုဆိုတော့ကာယဘာသာအွန်ဂခုကဂီတတိုကူအီနာဆိုတာကထူးချွန်တော့ပြီးတော့နေကတင်နာဆိုတာကညံ့တော့အာနေတော့အဲ့တော့နေကတင်နာခမခုဆိုလို့ရှိရင်ကိုယ့်ရဲ့အာနေတဲ့ကိုကမတော်တဲ့ပေါ့နော်ညံ့နေဘာသာရဲ့အဲ့လိုပဲတိုကူအီနာခမခုဆိုလို့ရှိရင်ကိုထူးချွန်တဲ့ဘာသာရပ်ပါဆိုတော့ဆက်ကြည့်မယ်ပေါ့နော်နောက်တစ်ခုကရှီလီဆုခိုကိုဆိုတာကပုဂ္ဂလိကပိုင်းအထက်တန်းအကြောင်းကိုပြောတာပေါ့နော်ဆိုတော့ရှီလီဆုရဲ့ရှီကဝါတာရှီဆိုရဲကြီးလီဆုဆိုတာကကြတော့တီထောင်တာဆိုတဲ့အတိတ်ပဲဆိုတော့ရှီလီဆုဆိုတာကကြတော့ကိုယ်ပိုင်အထက်တန်းအကြောင်းပုဂ္ဂလိကပိုင်းအထက်တန်းအကြောင်းခိုးလီဆုကိုဆိုတာကခိုးဆိုတာကဘဗလီရဲ့အဓိပ္ပာယ်ဆိုတော့ခိုးလီဆုကိုဆိုတာကပြည်သူပိုင်းအထက်တန်းကြောင့်ကိုကူလီဆုကိုဆိုတော့ခိုးကူလီဆုဆိုတော့နိုင်ငံကနေပိုင်နေခိုးဆိုတော့အထက်တန်းကြောင့်နိုင်ငံပိုင်အထက်တန်းကြောင့်ဒီမှာခိုးလီဆုနဲ့ကိုကူလီဆုကဘာကွာလဲဆိုတော့ခိုးလီဆုဆိုတာကဥပမာတိုတိုဖုကန်ပေါ့နော်တိုတိုဖုကန်ကနေပြီးတော့တိုတိုဖုကန်တို့နောက်တစ်ခုကရှီစွန်းချောတို့ကနေပြီးတော့ရှီစွန်းချောတို့ကနေပြီးဖွင့်ထားတဲ့အကြောင်းဆိုလို့ရှိရင်ဒါကခိုးလီဆုကိုပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ခုနှစ်ကိုယ့်ရဲ့နိုင်ငံကဖွင့်ထားတဲ့အကြောင်းနိုင်ငံကအဓိကဖွင့်ထားတဲ့အကြောင်းဆိုလို့ရှိရင်ကိုကူလီဆုကိုပေါ့နော်နိုင်ငံပိုင်အထက်တန်းကျောင်းလို့ခေါ်ပါတယ်နောက်တစ်ခုကအိုဘန်တိုကကြတော့နေလေစာထမင်းဘူးကျူးရှော့ခုဆိုတာကကျောင်းတို့ကိုတက်နေတဲ့ကျောင်းတို့ဒါမှမဟုတ်ရင်ကိုလှုပ်နေတဲ့အလုပ်ကနေပြီးတော့ပြင်ဆင်ပြီးတော့ကျွေးမွေးတဲ့စားစရာပေါ့နော်နေလေစာလို့ဒီမှာရေးထားပေမဲ့နေလေစာမဟုတ်တာလည်းရှိတယ်ပေါ့နော်ဆိုတော့ကျောင်းအလုပ်စသဖြင့်ကနေကျွေးတယ်စားစရာဆိုပြီးမှတ်ထားပေးပါနောက်တစ်ခုကဂျီကန်ဝါဒီဆိုတာကအချိန်စရာတိုင်တေးပဲနျူဂခုရှိကီဆိုတာကကျောင်းဝင်ပွဲအခမ်းအနားဆုစုညောရှိကီဆိုတာကပွဲပေးခြင်းပွဲနှင်းသဘင်အခမ်းအနားရှုစေကီဆူရုဆိုတာကတယောက်တည်ခစေကီဆူရုဆိုတော့ပြက်ကွက်တည်နောက်တစ်ခုကဘတ်စုတဲ့ဆူဂကုဆူရုဆိုတာကဘတ်စကားဖြင့်ကျောင်းအသွားပြန်လုပ်တည်ဒီမှာဆူကခုဆိုတဲ့စကားလုံးကိုကြည့်မယ်ဆိုရင်ဆူဆိုတာကခါရော့ဦးဆိုတဲ့ခန်းကြီးပေါ့နော်ခါရော့ဦးဆိုတော့အသွားပြန်လုပ်သည်ကခုဆိုတာကကခိုးရဲ့ကြီးဆိုတော့ဆူကခုဆိုတာကကျောင်းကိုအသွားပြန်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ဘတ်စုတဲ့ဆူကခုဆိုတော့ဘတ်စကားဖြင့်ကျောင်းအသွားပြန်လုပ်သည်ဆိုတဲ့အဓိပ္ပာယ်ဆူကင်းဆိုတဲ့အပေါ်နဲ့အဓိပ္ပာယ်တူတယ်ပေါ့နော်ဆူဆိုတာကခါရော့ဦးရဲ့ခန်းကြီးခင်းဆိုတာကလေဒီမှာခင်းမှုတို့ဘာတို့ရဲ့ကြီးဆိုတော့ဆူကင်းစုရုဆိုတာကအလုပ်ကိုအသွားပြန်လုပ်သည်ဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုကအီချီနီဆန်ဂက်ကီဆိုတာက semester ကိုပြောတာပေါ့နော်အဲ့တော့အီချီနီဆန်ဂက်ကီဆိုတာက first semester second semester third semester ကိုပြောတာနောက်တစ်ခုကခုံဂက်ကီဆိုတာကခုံးဆိုတော့အီမာပေါ့နော်အီမာရဲ့ကြီးဆိုတော့အခု semester ဒီ semester လို့ပြောတာနောက်တစ်ခုကဇန်ကီခိုကီတခါလေးပြောလိုက်မယ်နော်ဇန်ကီဆိုတာက
first semester ခိုးကီဆိုတာက second semester ကိုပြောတာကျောင်းနဲ့လိုက်ပြီးတော့တချို့ကျောင်းတွေက first semester second semester third semester လို့ရှိပေမဲ့တချို့ကျောင်းတွေကနှစ်ပိန်းပဲခွဲတယ်ပေါ့နော်ဇန်ကီနဲ့ခိုးကီဆိုပြီးတော့ပဲခွဲတယ်အဲ့အခါမှာကျဆိုလို့ရှိရင်ဒီလိုမျိုးဇန်ကီခိုးကီလို့ပြောတယ်ပေါ့နော် first semester နဲ့ second semester နောက်တစ်ခုကကြတော့ onaji gakunan ဆိုတာကနှစ်တူတာနောက်တစ်ခုကအတန်းတူတာကိုပြောတာနောက်တစ်ခုက jishu suru ဆိုတာက self study ကိုပြောတာပေါ့နော်ဒီမှာလေကြီးကကြတော့ဂျီဘွန်းရဲ့ကြီးသူ့တလုံးနဲ့ဆိုရင်တော့ mizukara လို့ပြောတာပေါ့နော်ရှူဆိုတာကကြတော့နာလာဦးရဲ့ခန်းကြီးဆိုတော့ jishu suru ဆိုတာကကိုယ့်ဘာသာကိုလေ့လာတယ်ဆိုတော့ self study ကိုပြောတာနောက်တစ်ခုက anpisu kezuru ဆိုတာခဲတံချွန်တာကိုပြောတာနောက်တစ်ခုက monosashi jogi de hakaru ဆိုတော့ monosashi ရော jogi ရောအတိတ်ပဲတူတူပဲပေါ့နော်ပေတံကိုပြောတာ monosashi jogi de hakaru ဆိုတော့ပေတံဖြင့်တိုင်းသည်ဆိုတဲ့အတိတ်ပဲနောက်ဆုံးတစ်ခုက gokei yodasu ဆိုတာကစုစုပေါင်း total ကိုပြောတာပေါ့နော်ဆိုတော့ gokei yodasu ဆိုတာကအကုန်လုံးကိုပေါင်းသည်စုစုပေါင်းသည်ဆိုတဲ့အဓိပ္ပာယ်ပါဒိုင်းယွန်ရှုရဲ့ ichinichi မေကဒီလောက်ပါပဲကြည်ပေးတာကျေးဇူးပါ